တို့ဟာကိုဒီကဘာကြီးရဲ့တခင်တွေလို့ထင်နေကြတာတော်တော်ရေးစရာကောင်းပါတယ်ကျွန်ုပ်တို့ဟာကဘာကြီးကိုပြုပြင်ပြောင်းလဲနိုင်တယ်အနိုင်ယူနိုင်တယ်လို့ထင်နေကြတော့မှာပဲတကယ်တော့ကဘာကြီးရဲ့အတွက်ကျွန်ုပ်တို့ဆိုတာဧည့်သည်တောင်မဟုတ်ပဲခဏတစ်ဖြုတ်ကတ်တွယ်နေတဲ့ကပ်ပါကောင်လေးတွေဆိုတာတင်သိပါသလားကဘာကြီးကတင့်ကိုစောင့်နေမှာမဟုတ်ဘူးကဘာမြေဟာနှစ်ပေါင်း 4.5 ဘီလီယံတက်တန်းရှိပါပြီလူသားတွေဆိုတာဒီတက်တန်းရဲ့နောက်ဆုံးမိနစ်ပိုင်းလောက်မှကမူးရှူထိုးပေါ်လာကြတာပါကျွန်ုပ်တို့မရှိခင်ဘီလီယံချီတဲ့နှစ်တွေတုန်းကလည်းကဘာကြီးကအစိမ်းရောင်တောက်ပြီးตายရနေခဲ့တာပဲတင်မရှိတော့လဲသူကဆက်ပြီးตายရနေအောင်ပါလူသားမျိုးနွယ်စတင်ခဲ့တဲ့လွန်ခဲ့တဲ့နှစ်ပေါင်း 9000 ကျော်ကစလို့ဒီကနေ့အထိကမ္ဘာပေါ်မှာလူသားပေါင်း109 ဘီလီယံနီးပါးရှင်သန်ခဲ့ကြပါတယ်အခုလက်ရှိအသက်ရှင်နေတဲ့10 ဘီလီယံဆိုတာတည်ဆုံးသွားခဲ့တဲ့လူသားအရေအတွက်ရဲ့9% လောက်ပဲရှိပါသေးတယ်ကမ္ဘာမြေဟာလူပေါင်း100 ဘီလီယံကျော်ရဲ့ရုပ်အလောင်းတွေကိုမြေမြုပ်သိမ်းကြိုပေးခဲ့ပြီးပါပြီတင်ပြောက်ကွဲသွားရင်ဘာဖြစ်မလဲအကယ်၍မနှက်ဖြန်မှာလူသားတွေအားလုံးဖြတ်ခနဲပျောက်ကွယ်သွားရင်48နာရီအတွင်းလျှက်စစ်မီးတွေအကုန်ငြိမ်းသွားမယ်တလအတွင်းမျိုးပြလမ်းမတွေကိုတစ်ပင်တွေကစတင်ဝါမြူလာမယ်နှစ်တရာအတွင်းတင်ရဲ့ခန့်ညားထဲဝါပါတယ်ဆိုတဲ့အဆောက်အအုံတွေကားတွေနီးပညာတွေဟာတန်ချီတက်ပြီးအမိုက်ပုံဖြစ်သွားမယ်ကဘာကြီးအတွက်ကတော့ဒါဟာအပန်းဖြီအနားယူခြင်းတစ်ခုပါပဲကဘာမြေရဲ့ self cleaning စနစ်ကျွန်တော်တို့ကကဘာကြီးကိုကယ်တင်ကြပါလို့အော်နေကြတယ်နင်းနေတော့ရေစရာကောင်းပါတယ်ကဘာကြီးကကယ်တင်စရာမလိုပါဘူးသူကကိုယ်တိုင်တန့်စင်နိုင်စွမ်းရှိပါတယ်ရာသီဥတုဖောက်ပြန်တာရေကြီးတာကက်ယောဂဖြစ်တာတွေဟာကဘာကြီးကသူ့အပေါ်မှာအစိတ်အတောက်ဖြစ်စေတဲ့မျိုးစိတ်တွေကိုအန်ထုတ်နေတာဖြစ်နိုင်ပါတယ်ကျွန်ုပ်တို့ကသာအားကိုးရမယ့်သူတွေပါအောက်ဆီဂျင်မရှိရင်တင်9မိနစ်ထပ်ပိုမရှင်နိုင်ဘူးရေမရှိရင်3ရက်ပဲခံမယ်ကဘာကြီးကတင့်ကိုအချိန်မရွေးတက်ပြစ်နိုင်နေမယ်တင်ကတော့သူ့ကိုဘာမှလုပ်လို့မရပါဘူးကဘာကြီးကလူသားတွေမရှိပဲရှင်သန်နိုင်ပေမဲ့လူသားတွေကတော့ကဘာကြီးမရှိပဲလေဟာနယ်တွေကဖုံမုံလေးတွေတာတာပါပဲတတိထားပါကဘာကြီးကတင့်ကိုမမုန်းပါဘူးဒါပေမဲ့သူကတင့်ကိုလုံးဝဂယုမဆိုင်တာပါ